ဝါကြီးရွယ်ကြိုးစားနေတာပြန်ကျင်လို့ပါမေမေယာပြန်ကျင်လို့ပါဖေဖေယာဒီလေးကိုလဲလွမ်းနေရှင်ထဲမှာတက်လို့ချစ်တော့ဒီမလေးကိုလဲလွမ်းနေပြန်ကျင်လိုက်တာရင်နဲ့ဝဲရန်လွမ်းတဲ့ကားလို့ရအောင်ကွယ်ဒီတာကိုလက်ပြုံဥက္ကာမောခိုင်ရှင်ကိုခလို့ရပါပြီဖေဖေနဲ့မေမေဒီလေးနဲ့ညီမလေးလဲကြမ်းပါပါစေနေဝေးကဆူတောင်းပြီးမေဒီမိချားတဲ့ဘဝတွေပါအားလုံးပဲချမ်းသာကြပါစေဟောပါငါ့ကိုအလွမ်းပြီဟုတ်ကဲ့ဆရာတချင်းဆိုဗျဟုတ်ကဲ့ဆရာကောင်းပါလေဟုတ်ကဲ့ဆရာကောင်းတယ်လို့အတန်ကောင်းတယ်လို့ဟုတ်ကဲ့မင်းဇီးသီးထုတ်ပေးမယ်တဲ့မင်းကဇီးသီးထုတ်ပေးမယ်အတန်ကောင်းဆိုဒီမင်းတချင်းဆိုဘာရသေးလဲဘာမင်းကငင်းကောင်းရှက်ချက်ကြွေးရဟုတ်ကဲ့ဆရာသားမဆရာရှင်းရလားရဆရာနေရချင်းဆိုဒီကိုမောင်နှမနဲ့မိဘတိုင်းမှာရှင်မျိုးညီကမြင်တွေ့ရတဲ့ခါတိုင်းအဖေကိုလွမ်းနေဟုတ်ရဆရာဟုတ်ရဆရာအဖေကိုလွမ်းနေလေးဆရာမဖေဘယ်သွားလို့နိုင်ငံရေးဘယ်နိုင်ငံရေးမှာမဆော့မှာသူ့အကြရှိရဲ့ဟိုနေဘာဝေးလို့နေတန်းခေါ်တော့ကြားအပွေလာကြီးတော့ဟုတ်ပါဆရာနိုင်ငံခြားသွားရလားလို့မင်းဖေကမှရှိတယ်ဟုတ်ပါဆရာဒီလေးကိုလည်းလွမ်းတယ်ဟုတ်ပါဆရာညီမလေးကိုလည်းလွမ်းတယ်ဟုတ်ပါဆရာဘာဖြစ်လို့သူကလေကောင်းထွက်နေလေကောင်းအားကောင်းနေတယ်မသိဟုတ်ပါဆရာဆိုတချင်းအားချင်းရချင်းဆိုဘာချင်းမှမလားကျေဆိုနိုင်ငံရေး6ရအေးရဆိုနိုင်ငံရေး6မှာဘွာကြီးတွေကြိုးစားနေတာပြန်ကျင်လို့ပါဖေဖေယာပြန်ကျင်လို့ပါမေမေယာဒီလေးကိုလေးလို့နေဒီနေ့မှာတက်လို့ချစ်တော့ညီမလေးကိုလေးလို့နေပြန်ကျင်လိုက်တာရင်လေးဝဲရန်လွှဲတဲ့သားလို့ရအောင်ကွယ်အားရဆရာအဲ့ဒါပတ်ချက်လေဟုတ်ကဲ့ဆရာရွာကူလာလေရွာကိုလာလေခမည်းလေးကလူလေကျွန်တော်လုံးသားလေးဖြူတယ်လူမမဲကလေးတရားကိုချစ်ခဲ့ပြီးကမှလာတော့ရွာမှာရွာလေရွာမှာရွာလေခမည်းလေးရွာမှာရွာလေရွာမှာရွာလေနေမှာရွာလေနေမှာရွာလေကျွန်တော်လေရွာလေကျွန်တော်လေရွာလေသူတို့လေရွာလေသူတို့လေရွာလေကွရွာလေတောက်လျှောက်လေနဲ့ဟုတ်ကဲ့ဆရာဟိုလေလားရွာမှာလာလေရွာကိုလေလားရွာကိုလေလားအကုန်လုံးပတ်ချလေနဲ့